တငယ်ချင်းအားလုံးပဲမင်္ဂလာပါဒီနေ့ခိုင်ဒီတုံနည်းလေးကိုမျှဝေပေးမယ်ဖြစ်ပါတယ်တုံနည်းလေးကိုကြည့်ကြရအောင်နော်အရင်ဆုံးခရမ်းတီးကိုအပိုင်းပိုင်းဖြတ်ပြီးတော့မိကင်ပါမယ်မိသွင်းနဲ့ကင်တော့ပို့ကောင်းတယ်ပေါ့နော်အနံ့လည်းပိုကောင်းပါတယ်ဒီနေ့တော့အမကကင်တာတော့အိုးနဲ့ပဲကင်လိုက်ပါတယ်ခရမ်းတီးကြက်ပြီးဆိုရင်အခွန်ခွာပေးပါမယ်ဒီနေ့အမတုံလေးကတော့ပစွန်နဲ့ဝက်သားတောက်တောက်စင်းထဲပါတယ်နော်ပြီးတော့ငုတ်သေးနန်နန်ပင်တံပြာတီးကိုအစင်တင်းပြတ်ထားပေးပါတယ်အစင်တင်းလေးဖြစ်ပြီးဆိုရင်အိုးတဲရေအနှဲငယ်ထည့်ပြီးတော့ဝက်သားကိုထည့်ပြုတ်ပေးပါတယ်ဝက်သားအရက်သားလေးရှိအောင်ငံပြရေနည်းနည်းထည့်ပေးလိုက်ပါတယ်ဝက်သားနည်းနည်းကြက်လာပြီဆိုရင်ပစွန်ရောပြုတ်ပေးလိုက်ပါတယ်နော်ပစွန်ကအယောင်ပြောင်းလာပြီဆိုရင်ကြက်ပါပြီရှင်အိုးချလို့ရပါပြီအရက်သားအတွက်ကတော့ထန်းလျက်ဟင်းချုံမုံငန်းငံပြရေတံပြတီးညစ်ထဲလိုက်ပါတယ်နော်ထန်းလျက်မရှိရင်တကြားသုံးလို့လည်းရပါတယ်ရှင်ပြီးတော့ဖြတ်ထားတဲ့ငုတ်တီတောင်းနဲ့နန်နန်ပင်ကိုထည့်လိုက်ပါတယ်ခရမ်းတီးကိုဖြတ်ပြီးတော့ထည့်ပေးပါတယ်ပြီးတော့တမအောင်မွေပေးပါမယ်တမအောင်မွေပြီးရင်အပေါ်အငန်းမိကြည့်ပါတငယ်ချင်းကြိုက်တယ်လို့ပြင်လို့ရပါတယ်ရှင်အရက်တာကောင်းပြီဆိုရင်ပကံလေးထည့်ပြီးတော့စားလို့ရပါပြီရှင်ဒီနေ့ကတုတ်ရတာလဲလွယ်ကူတယ်အရန်လဲစားကောင်းပါတယ်တငယ်ချင်းတို့တုတ်စားကြည့်နော်